Okay ကျွန်တော်အဲ့တဲ့ချင်း intro လေးကိုကြည့်ပြမယ်နောက်ပြီးတော့ခါတိုင်းလိုပဲကျွန်တော်တို့ note တအုပ်နဲ့တအုပ်ရေးတဲ့ဟာလေးတွေမှာကွဲလွဲချက်လေးတွေကိုသုံးသပ်ပြမှာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ခုနကကျွန်တော်ကြည့်ပြတာဝင်းကီဘီပေါ့နော်ဟိုဟာ C key နဲ့ကြည့်ပြမှာဆိုတော့ဒါမျိုးဖြစ်မှာပေါ့အနေချင်းတော့လွဲနိုင်တယ်နော်ငွေတိချက်တဲ့သူနဲ့သဘောတရားတော့ပါပဲโอเคအဲ့မှာကျွန်တော်တချင်း original ချင်းနားထားကြည့်မယ်နော်အဲ့ဒါသူကြည့်ထားတဲ့အတိုင်းပါဒီနေရာလေးမှာတရောလေးနဲ့တွေ့ရနော်โอเคဒါပဲပေါ့နော်အဲ့တော့အရင်လိုပဲတိပြပြီးသွားပြီဆိုတော့ပြီးတော့မှရှင်းပြတဲ့ဟာလို့ဆိုမယ်နော်အခုဒါကျွန်တော်ဒီတစ်ချက်ကို online မှာကျွန်တော်ရှာလိုက်တော့၄မျိုးတွေ့ရပေါ့နော်၄ယောက်ပြီးရေးထားတာပေါ့၄မျိုးရေးတယ် intro လေးကိုကျွန်တော်ဖြတ်ပြီးတော့ဖြတ်ပြီးမယ်ဒီမှာဆိုရင်ဒီမှာ number 1လို့ရေးထားတဲ့ဟာဒီမှာ number 1လို့ကျွန်တော်ရေးထားတဲ့ဟာကပထမတစ်ယောက်နော်ဒါဒုတိယတရားနော်နံပါတ်1နဲ့3လေးရတာတယောက်ချင်းစီပေါ့နော်တယောက်ချင်းစီဟုတ်ပြီအဲ့တော့ပထမဦးဆုံးတယောက်ရေးထားတဲ့ဟာဆိုရင်သူ့ရဲ့အယူဆကကြတော့တစ်မျိုးဖြစ်နေတာပေါ့နော်သူရေးထားတဲ့အတိုင်းဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့အဲ့လိုဖြစ်သွားပါနော်အဲ့တော့ကောက်အနေနဲ့ဆိုလို့ကြည့်ရမှာဆိုရင်တာဒါဒါအဲ့ဆိုတော့သူကတော်တော်လွဲနေတဲ့သဘောရှိရမှာနော်ဆက်တော့မနော်ဆိုတော့သူကြားဖို့ကြားနေရတမျိုးဖြစ်နေတယ်တော်တော်ကိုလွဲနေတယ်သူဘေးဆိုတော့သူရသလောက်သူရအောင်တော့သူယူတာပဲယူတော့မှန်မှားဗျာမှန်မှားတယ်ကျွန်တော်ဟိုစီကီးနဲ့ကျွန်တော်တီးပြမှာဆိုရင်ဒီမှာကြီးဟိုဟာသူ့မူရင်းကောပေါ့နော်တချင်းရဲ့ intro တိုင်းကိုပဲမူရင်းဖြစ်ရမယ်တိထောက်တဲ့ကောဟိုအောင်ကကြတော့ပြီးမှလှအောင်ဆိုပြီးတော့ပြန်ပြီးတော့ဖန်တီးတဲ့ဒီ group တွေကိုရွှေ့တီးတဲ့ဟာပေါ့နော်အဲ့သဘောတရားအဲ့လိုပြောအဲ့တော့ပုံမှန်ကောက်ကဒါပဲအဲ့တော့ဆိုတော့ဒိုဖာဆိုပဲဖြစ်ရမှာနော်ဒါကောက်ကမှန်အဲ့ဒိုဖာဆိုကိုမှgroup ကိုရွှေ့တီးကြမှာနော်ပြန်တီးပါမယ်ဒါလည်းကျွန်တော်တို့အရှိတဲ့ဘုံမှာလည်းရှိရလားလေလေတန်တာတာဒီလေအဲ့ဒါဒိုးဆိုလာပဲနော်လေလေတန်တာနော်အဲ့ဒါနော်အန်တာရာရာရီမိုင်းနာဒါပဲနော်โอเคအဲ့တော့ဟိုမှာသူရွှေ့တည်တယ်ဒီမှာကြီးငကိုတော့မှဖာကောအဲ့ဒါပြန်ပါနော်အဲ့ဒါကိုသူရွှေ့တည်တယ်မှာကြီး inversion ပြောင်းတည်တာမှာကြီးဒီမှာ inversion ဒီရတာနော် inversion 1ခေါ်နော်ဒီမှာ root inversion 1 inversion 2အဲ့ဒါဒီမှာဒီမယ်ဒီမှာလာဒိုဖာဆိုဖြစ်မှာပေါ့နော်လာဒိုဖာကိုအဲ့ဒါဒီလိုကွက်တွဲတည်တာနားထောင်လို့မကောင်းတော့နော်ဒီလိုမယ်ဒီလိုလို့ဒီလုံးကိုတက်တက်နေပြီးတာနော်အဲ့တော့မူရင်းကောက်ကဆိုလာပြီဒါလာပြီ
အဲ့ဒါကိုလည်းခုနကပဲ inversion 1နဲ့ဒီမှာဒီမှာ root inversion inversion 1ငါဒီလည်းလုံးလို့ဒီလည်းလုံးမတီးဘူးအဲ့ဒါတော်တော်ဒီပါမယ်ဒါပဲနော်ပြင်ဆက်သွားမယ်ရေမီဖာဖာဆိုမီရေလာရေမီဖာဒိုဆိုလာအဲ့ဒါကိုဒိုဗာဒီနေဒါဒီလိုပဲနံပါတ်3ကိုလွတ်တည်ရနော်အဲ့လေလွတ်လွတ်တည်ပြီးရင် inversion 1ဒီမယ်ဒီမှာဆိုကောက်ကိုဆိုဒီ real inversion 1အဲ့လေလွတ်လွတ်ပဲအဲ့ဒီလိုဖြစ်သွားမှာနော်ပြီးရင်လာမနာရိုးရိုးပဲပြီးရင် over ကဆက်သွားမယ်ဒါ reminder မှန်တယ်ဒါ reminder ကိုဒီတိုင်းရိုးရိုးပဲဒီမှာဘယ်လားဒီဆိုကိုတစ်လုံးမှနေမယ်တကယ်လို့နှလုံးတီးရင်တစ်လုံးမတီးတာကိုကောင်းတယ်ဒါနော်ရေပြီးရင်ဒီမှာအဲ့ဒီမှာโอเคဒါပဲเนาะဒါဆိုရပြီเนาะအဲ့တော့ဟိုပထမဆုံးတယောက်ရေးတဲ့ဟာဆိုလို့ရှိရင် तू ကသဘောတရားခုနကောက်ဖြစ်ရမယ်ဟာကိုဒိုမှာမူရင်းကဒါဒိုမှန်တယ်ဒီမှာဘေးကဖာဘေးကလာကိုတည်ရမယ်ကော့ကဖာဒီမှာဆိုရမှန်တယ်ဒီမှာဒိုမှန်တယ်ဒီမှာဒါမှားတယ်ဒါမှမှားတယ်ဟာကိုဝိုင်းတာဒါမှန်တယ်ဒါမှန်တယ်ဒါမှန်တယ်ဒါမှန်မှဆိုတာဒီနံပါတ်5က set 4ပြီးတော့မှ have ဖြစ်ရမှာပေါ့နော်အဲ့လိုမျိုးတွေပဲလွယ်သွားတာပါသူကဒါပေမဲ့သူရှေ့ကကော့ကိုဘာဖြစ်လို့လာမိုင်းလို့ရေးလိုက်လဲဆိုတော့ဘေးကလာကြားနေတာလေသူကလာကြားနေတော့သူကရိုးလာမိုင်းလို့ထင်လိုက်တာတခုပဲပြောရမယ်တခုကျွန်တော်အကြံပေးရမယ်ဆိုရင်ကျွန်တော်တို့တွေကော့ဟိုရှေ့တစ်ခေါက်ကလည်းကျွန်တော်ပြောခဲ့ပါဒါမျိုးကော့တွေကအများကြီးတုံးများပါတယ်နော်ဟိုကော့တစ်ခုမှာပေါ့နော် major try ရဲ့ minor try မှာကော့ note 3လုံးနဲ့ဖွဲ့တယ်အဲ့ note 3လုံး base ကကြိုက်တဲ့ဟာတီးလို့ရပါတယ်ဒါဟိုnote သေးတဲ့လူအနေနဲ့တီးတဲ့လူအနေနဲ့အမြဲတမ်းဒီကောင်စိတ်ထဲမှာတတိလွတ်လိုက်လို့မရဘူးတတိလွတ်လိုက်တာနဲ့ကျွန်တော် note သေးကလွဲသွားမှာပေါ့နော်တီးတာလွဲသွားနေတာပေါ့ကိုယူလိုက်တဲ့ကော့တွေလွဲသွားနေတာပေါ့နော်အဲ့တော့ပထမတစ်ယောက်ကတော့ဒီမှာဒီလိုမှားနေတာပေါ့နော်